ဇလန်မစခင်ဒါက anime မဟုတ်ပေနဲ့မန်ဂါဆိုတဲ့ရုပ်ပြစာအုပ်ကို recap လုပ်ပေးထားတာပဲဖြစ်ပါတယ်။ Boruto Naruto's Next Generation anime ကဆက်မထွက်သေးတာကြောင့်ဇလန်ကိုဆက်တီးရဖို့အတွက်ကရုပ်ပြစာအုပ်ကိုဆက်ပြောပြတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ English subtitle မန်ဂါနဲ့အတစ်လုံးမပေးတာကလည်းဘာတွေဖြစ်နေတာလဲဆိုတာအများစုနားလည်စေချင်လို့ဖြစ်တာကြောင့်သိခံပေးကြပါအောင်ခင်ဗျာ။ဇလန်ကိုဆက်ရမယ်ဆိုရင်တော့အဲ့ဒီဒါပြဿနာတွေစီကနေဝင်ရောက်လာပြီးဖြစ်တာကြောင့်ကိုနိုဟာအဖွဲ့တွေကလည်းအံ့ဩကုန်ကြပြီလေဖြစ်ပါတယ်။အာမာဒိုကတော့သူမကိုအသက်ရှင်နေသေးတာကြောင့်အံ့ဩပြီးတော့မေးလိုက်ခဲ့ပါတယ်။အာမာဒိုအနေနဲ့အဲ့ဒီဒါကိုအခုချိန်ရှိနေပေမဲ့လို့မထင်တော့ပါဘူး။ဂျီကန်ရဲ့ဖြည့်ဆည်းပြဖို့အမေကြောင့်တခြားသူတွေလိုပဲဖြည့်ဆည်းပြလိုက်ပြီလို့ထင်နေတာပါ။နောက်ပြီးတော့သူမကိုတွေ့ရတဲ့အာမာဒိုအရန်ကိုမှကြောက်ရွံ့နေပြီးတော့ခြေထောက်တွေတောင်မှတုန်နေတာကြောင့်အာမာဒိုလူကကြောက်ရွံ့နေတယ်ဆိုတာကြောင့်ရှီကာမာရုကတော့အံ့ဩနေခဲ့ရပါတယ်။ခုနကကုတ်တီကိုစားရောက်ရှိလာကြတဲ့ကတိုက်ခိုက်ဖို့အတွက်ကိုအသင်းဖြစ်နေတဲ့ data ကတော့ရုတ်တရက်ဖြစ်သွားတဲ့အချိန်တွေကြောင့်ပဲရန်နာတဲ့နေရာကနေကိုအဲ့ဒီဒါကရန်သူပဲဆိုတာကိုနားလည်သွားတာကြောင့်သူ့ကို program လုပ်ထားတဲ့အတိုင်းကိုရွာရဲ့ရန်သူဖြစ်နေတာကြောင့်တိုက်ခိုက်ဖို့အတွက်ကိုမှပြင်ဆင်လိုက်ပါတယ်ခြေထောက်ကိုတိတ်ပံလက်နဲ့အဖြစ်ကိုမှပြောင်းလဲပြီးတော့ကန်လိုက်ပေမဲ့အဲ့ဒီဒါကိုမထိရသေးခင်မှာပဲရက်တက်သွားပြီးတော့အဲ့ဒီဒါကလက်ကလေးနဲ့ပဲတားလိုက်တာဖြစ်ပါတယ်သူမရဲ့ခြေထောက်တစ်ဖက်ကတော့ကုတ်ကိုဖမ်းချုပ်ထားတာကြောင့်နောက်ထပ်ခြေထောက်တစ်ဖက်ကိုတားဆီးလိုက်တဲ့ခါမှာတော့ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကိုတော့ဒီမှမြင်တဲ့အတိုင်းပါပဲအဲ့ဒီဒါကတော့တိုက်ခိုက်မှုတွေမပြုလုပ်ဘဲနဲ့အခုလိုမျိုးအခြေအနေကြီးကြောင့် data ရဲ့အတွင်းခံကိုသူမမြင်နေရပြီဖြစ်ပြီးတော့ရှက်စရာကြီးနော်ဆိုပြီးတော့ပြောလိုက်ပါတယ်ထူးဆန်းစွာနဲ့ပဲ data တယောက်ကတော့ဘာမှကိုပြန်မလုပ်နိုင်တော့ဘဲနဲ့ညှို့ယူခံလိုက်ရပါတယ်နောက်ထပ်ကုတ်ကိုဖမ်းချုပ်ထားတဲ့ခြေထောက်ကိုလည်းအဲ့ဒီဒါကဖယ်ထုတ်လိုက်တဲ့အချိန်မှာတတရရပဲအလိုက်တင်လေးဖယ်ပေးလိုက်ရပါတယ်ဒီလိုမျိုးကိုလှုပ်ပေးလိုက်တာကြောင့်ရှီကာမာရုကတော့ဘာလို့ဒီလိုမျိုးလုပ်တာလဲဆိုပြီးတော့မေးပေမဲ့ဒေတာကိုရန်ကတော့မှသူဘာလို့ဒီလိုမျိုးလုပ်မိရဲဆိုတာကိုမသိနိုင်ဘူးဖြစ်နေခဲ့ပါတယ်။ဒုတိယရောက်ရှိလာတဲ့ရန်သူကသူတို့ကိုအตาယာကိုမှအနိုင်ယူပြနေတာကိုရှီကာမာရုကလည်းနားလည်သွားတဲ့အခါမှာတော့စစ်ချင်းဆက်သွယ်ထားတဲ့အင်နိုကိုစစ်ကူရီလိုအပ်နေပြီလို့တောင်းခံလိုက်ပါတယ်။တစ်ဖက်မှာတော့ဆာစကဲနဲ့ဘော်ရိုတိုတို့တွေ့နေကြတဲ့နေရာမှာစကားပြောနေကြပြီးတော့ဆာစကဲကကာဝါကီဘော်ရိုတိုကိုတက်ခဲ့တဲ့ဆိုတဲ့ကိစ္စကိုသိနေတဲ့လူနည်းစုတွေကတယောက်ဖြစ်တာကြောင့်ဒီကိစ္စတွေကိုလာပြောတာပဲဖြစ်ပါတယ်။ဆာစကေကတော့ဒီကလာပြောတဲ့ကိစ္စကတော့ဒီလိုမျိုးနာကျင်စရာကောင်းတဲ့ဆုံးဖြတ်ချက်ကိုကာဝါကီကလှုပ်ပေးလိုက်ရတဲ့အတွက်ကိုမှစိတ်မကောင်းကြောင်းကိုလာပြောတာဖြစ်ပြီးတော့ရှေ့ဆက်လန်းမှာလိုအပ်လာတဲ့အချိန်ရောက်မယ်ဆိုရင်ဆာစကေကိုယ်တိုင်တက်ရမယ်ဆိုရင်တော့မှတက်ပေးမယ်လို့ပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့တကယ်လို့ရတော့မယ့်အချိန်မှာကာဝါကီကလှုပ်ပေးလိုက်ရတဲ့အတွက်ကိုစိတ်မကောင်းကြောင်းလာပြောတာဖြစ်ပါတယ်တကယ်လို့ရွာမှာမုံတီးရမယ့်ကိစ္စတစ်ခုရှိလာမယ်ဆိုရင်ငါ့ကိုပဲဖြစ်တဲ့နေဆိုတဲ့စကားကတော့အတော်လေးကိုမှဝမ်းနေစရာကောင်းပါတယ်။ဆာစကေကတော့နာရူတိုဇလန်ပြီးကလေးကရွာပေါ်မှာသူလုပ်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းဖြစ်ကဒီလိုမျိုးဆုံးဖြတ်နေတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆရာတပည့်နှစ်ယောက်ကတော့ပြောချင်တာတွေပြောပြီးသွားတဲ့ခါမှာတော့ဘိုရိုတိုကတော့ဆာစကေရဲ့နှစ်ဖူးစီကိုပြန်ပေးပြီးတော့သူ့ကိုယုံကြည်မှုတွေပေးတဲ့အတွက်ကိုကျေးဇူးတင်ကြောင်းတခါလေးကိုမှပြောနေပါတယ်။ဒါပေမဲ့လည်းဆာစကေကတော့ဘိုရိုတိုဒီလောက်တောင်မှအသုံးဝင်နေတယ်ဆိုရင်ယူလိုက်ဖို့အတွက်ပါလက်ဆောင်နေနဲ့ကိုပေးလိုက်ပါတယ်။ဘရိုတိုကိုရိုင်ကလည်းဒီပစ္စည်းဟာဆာစကေနဲ့နာရူတိုရဲ့အရေးကြီးတဲ့ပစ္စည်းဖြစ်ကြောင်းကိုသိတာကြောင့်ဖြစ်ပါမလားဆိုပြီးတော့မေးပေမဲ့လို့ဆာစကေကတော့အဆင်ပြေတယ်လို့သာပြောတာကြောင့်ဝမ်မက်တတာနဲ့ကိုမှလက်ခံလိုက်ပါတယ်။သူတို့နှစ်ယောက်ကတော့စကားပြောနေတာကိုတစ်ဖက်မှာမီဆူကီနဲ့ဆာရာတာတို့ကစောင့်နေရပြီးတော့ဘာရီများပြောနေတာလဲဆိုတာကိုသိချင်နေကြပါတယ်။သူတို့နှစ်ယောက်ကိုကာဝါကီတက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အတိပေးမထားဘူးလို့ထင်ပါတယ်။ဘာလို့လဲဆိုရင်တော့နောက်ထပ်ပန်နယ်မှာမီဆူကီကတကယ်လို့ဘော်ရိုတိုကိုတယောက်ကသာတက်ခဲ့တဲ့ဆိုရင်သူအဲ့လူကိုဘာလို့မိမယ်မသိဘူးလို့တောင်မှပြောလိုက်ပါတယ်။အရန်တွေကယူဆိုင်ပြနေတာကြောင့်ဆာရာတာတောင်မှသူ့ကိုတတိပေးလိုက်ရပါတယ်။သူတို့နှစ်ယောက်စလုံးကတော့ဘော်ရိုတိုအကူအညီလိုအပ်နေတဲ့အချိန်မှာရှိမနေပေးနိုင်တာကြောင့်အားမလို့အားမရဖြစ်နေပြီးတော့တကယ်လို့ရှိနေမယ်ဆိုရင်တော့မှဘာမှကိုမှလုပ်ပေးလို့မရဘူးဆိုတာကိုနားလည်ပေးနေကြပါတယ်။ဆာရာတာကတော့အရန်တွေအကူအညီပေးချင်နေတာကြောင့်မီဆူကီကတော့ဒေကြီးကိုမှဘော်ရိုတိုကိုကြိုက်နေတာလားဆိုပြီးတော့မေးတာကြောင့်ကောင်မလေးကလည်းရှက်သွားပြီးတော့မီဆူကီကမှဘော်ရိုတိုအကြောင်းကိုပြောရင်မျက်လုံးတွေအယောင်လက်နေတာဆိုပြီးတော့ပြန်ပတ်ပါတယ်။နောက်ပြီးတော့ဆာစကေကိုလည်းကိုသမီးတွေထက်တပည့်ကိုဦးစားပေးနေတယ်ဆိုပြီးတော့အပြစ်ပြောလိုက်ပါသေးတယ်။သူပြောမယ်ဆိုရင်လည်းပြောချင်စရာပါပဲ။ဆာစကေတယောက်ကတော့သူ့ရဲ့တပည့်နဲ့တူစကားတွေကိုဖောင်ဖွယ်နေပါပြီ။ပြောစရာနောက်စရာတွေပြီးသွားတဲ့ခါမှာတော့မီဆူကီကလည်းအတီးပေါက်ပုံစံကြီးနဲ့ကိုမှသူတို့တွေခူးထက်ကိုပို့ပြီးတော့တန်မာလာဖို့လိုမဲဆိုပြီးတော့ပြောလိုက်ပါတယ်။အရန်ကမှအင်အားကြီးမားတဲ့အိုဆူဆူကီတွေကိုရင်ဆိုင်ဖို့အတွက်ဆိုရင်တော့သူတို့မှာစွမ်းရည်အများကြီးကိုရှိတဲ့ပြေကမှခိုင်မာတဲ့စိတ်ဓာတ်တွေလည်းရှိဖို့လိုမယ်လို့ပြောလိုက်တဲ့ခါမှာတော့ဆာရာတာကလည်းဒီစကားကိုထောက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ကာဝါကီတတိယလာတဲ့ဆေးရုံမှာနာရူတိုနဲ့ဆူမီရဲရှိနေကြပြီးတော့နာရူတိုကိုမြင်တဲ့အခါမှာတော့ကာဝဲကီကသူ့ကိုအပြစ်တင်မှုလာတယ်လို့ထင်ပြီးတော့ဘူကလန်တွေပြန်ပြောနေခဲ့ပါတယ်။ဒါပေမဲ့နာရူတိုကကာဝါကီဆက်ပြောတော့မဲ့စကားတွေကိုလှုပ်ဝက်ချက်တွေဖြစ်လာပြီးဆိုတာကိုသိတာကြောင့်ဆူမီရဲကိုခန်းထဲကနေကိုထွက်သွားပေးဖို့အတွက်ကိုမှတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့လို့သူမထွက်မသွားသေးခင်အချိန်မှာပဲကာဝါကီကကျုပ်ဘော်ရိုတိုကိုတက်ခဲ့တဲ့အတွက်ကိုမှတေးတန်ချတော့မလားဆိုပြီးတော့ဒေကြီးကိုပြောချလိုက်ပါတယ်။ကာဝါကီအနေနဲ့ကတော့ဒီကိစ္စကိုလှုပ်ဝက်ချက်အနေနဲ့ထားတယ်ဆိုတာကိုမသိသေးပဲနဲ့သိရင်တော့မှဂယူးဆိုင်မယ်မထင်ပါဘူး။ဒါကြောင့်မို့လို့ပြောလိုက်တာဆိုပေမဲ့လို့ဆူမီရဲကတော့ကြားသွားတာကြောင့်အော်သွားခဲ့ပြီးတော့ထွက်မသွားသေးပဲနဲ့ကိုမှနားထောင်နေပါတယ်။နာရူတိုကလည်းမတက်နိုင်တော့တာကြောင့်ဘော်ရိုတိုဘာမှမဖြစ်ဘူးဆိုတဲ့ကိစ္စနဲ့ကာမရဲ့စွမ်းအားကြောင့်အကောင့်တိုင်းကိုမှရှိနေသေးတယ်လို့ပြောပြလိုက်ပါတယ်။ဆူမီရဲကတော့ဒီကိစ္စတွေကိုသိတဲ့လူနည်းစုတွေမှာပါဝင်သွားပြီလေဖြစ်ပါတယ်။ဒီမှာအန်နီမီနဲ့မတူတာတကူကဒီဇလန်နေရာမှာကာဝါကီနဲ့ဘော်ရိုတိုတို့စကားတေချာမပြောရသေးပဲတေးပြီလို့ထင်နေတာဖြစ်ပါတယ်။
နာရူတိုကတော့ဘော်ရိုတိုအဆင်ပြေတဲ့ပြေကိုမှအဲ့ဒီအချိန်မှာကာဝါကီရှိမနေဘူးဆိုရင်သူတို့အားလုံးတည်ဆုံနေရပြီဖြစ်တာကြောင့်ကျေးဇူးတင်စကားဆက်ပြီးတော့ပြောလိုက်ခဲ့ပါတယ်နောက်ပြီးတော့ဘော်ရိုတိုကိုရိုင်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကာဝါကီအနာကျင်ရဆုံးကိစ္စကိုလှုပ်လိုက်ရတယ်ဆိုပြီးတော့အာနာနေတာကြောင့်ဆက်ပြီးတော့ပြောပြနေပါတယ်သူကသူအပြည့်ရှိနေတယ်လို့ထင်နေတဲ့ကာဝါကီကိုနာရူတိုကကိုနိုဟာမင်းရဲ့နေရာပဲဆိုပြီးတော့အားပေးနေတဲ့အချိန်မှာပဲအင်နိုရဲ့ရုတ်တရက်ဆက်သွယ်မှုကိုရရှိလိုက်ပါတယ်ကြွကြော်လာတဲ့ကိစ္စကိုအတီးပေးလိုက်တာဖြစ်ပြီးတော့တစ်ဖက်မှာရှိနေတဲ့ဆာစကေကိုပါတခါတည်းကိုမှအတီးပေးလိုက်တာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆာစကေကလည်းဘော်ရိုတိုကိုခေါ်ပြီးတော့ထွက်လာကြပြီဖြစ်တယ်လို့နာရူတိုကလည်းကာဝါကီကိုကိစ္စရှိတယ်လို့ပြောကဘော်ရိုတိုဘာမှမဖြစ်ဘူးဆိုတဲ့ကိစ္စကိုထပ်မံပြောပြရင်းနဲ့ထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့လို့အကင်းပါတဲ့ကာဝါကီကတော့ထွက်ခွာမသွားခင်မှာဒူဂျစ်စုတုံးလိုက်တယ်ဆိုတာကိုဒီပတ်နဲ့မှမြင်နိုင်ပါတယ်တစ်ဖက်ကတော့ရှီကာမာရူကတော့ချက်ချင်းထိန်ချိုးဖို့အတွက်ကိုဆုံးဖြတ်လိုက်ပြီးတော့အရေးချုံတော်ဂျေဆုနဲ့အေးဒါကိုဖမ်းထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လို့သူကိုယ်တိုင်တောင်မှဒါကိုသုံးဖို့အတွက်ကိုတော်တော်လေးကိုမှအာယူနေရပြီးတော့အလုပ်တော်ဖြစ်ပါတယ်။အေးဒါကတော့သူမကိုထိခိုက်နိုင်တာကြောင့်အံ့ဩနေရပြီးတော့တိတ်မကြခင်မှာပဲဒါကဓာတ်ရိုက်ကိုမှထိခိုက်စေတဲ့အစွမ်းမဟုတ်တာကြောင့်ဒီလိုမျိုးဖြစ်တာလို့ကိုယ်တိုင်ပြောလိုက်ပါတယ်။ကြည့်ရတာသူမမှလည်းအားနည်းချက်ရှိတဲ့ပုံပါပဲ။သူမကိုထိခိုက်စေနိုင်တာကြောင့်အံ့ဩနေတဲ့ပုံစံကိုပြောနေပြီးတော့တိတ်ပြီးတော့ဂယူးမဆိုင်ဘူးဆိုတာကိုပြောနေတဲ့စကားတွေကိုကြည့်ရင်သိနိုင်ပါတယ်။ရှီကာမာရူကလည်းထိန်းချုပ်ထားတယ်ဆိုပေမဲ့လို့သူ့ရဲ့စွမ်းအားတွေရောနေလာတယ်ဆိုတာကိုသတိထားမိနေပြီးတော့ဒေတာဆိုရင်တော့လှုပ်တောင်မလှုပ်ရှားနိုင်တော့ပါဘူး။ညံကြီးတဲ့ရှီကာမာရူကတော့အင်ဒိုကိုသူနဲ့အာမာရူတီးတန့်စကားပြောရအောင်လို့ချိတ်ဆက်ခိုင်းလိုက်ပြီးတော့အခုလိုမျိုးတီးတန့်ပြောနေတဲ့အကြောင်းကိုအာမာရူချက်ချင်းတီးသွားအောင်လို့ပြောပြတာနဲ့ရန်သူကတော့ဘယ်သူလဲဆိုတာကိုမေးလိုက်ပါတယ်။အာမာရူကတော့သူမရဲ့နာမည်ကအေးဒါဖြစ်ပြီးတော့အခုဆိုရင်တော့သူမရဲ့အချင်းသားဖြစ်နေရပြီလို့အားရှိစရာကောင်းအောင်လို့ပြောလိုက်ခဲ့ပါတယ်။နောက်ပြီးတော့သူမရဲ့စွမ်းအားအလုံးလုံးတဲ့ပုံစံကိုရှင်းပြလိုက်ပြီးတော့အဓိကအပြင်ကတော့အေးဒါကလူတွေရဲ့နှလုံးသားကိုညှို့ယူတာပဲဖြစ်ပါတယ်။ဒီစွမ်းအားကိုသူမကိုယ်တိုင်တော့မှမထိန်ချုပ်နိုင်ပဲနဲ့အလိုလျောက်ဖြစ်နေတာဖြစ်ပြီးတော့စိတ်စွမ်းအားနေတဲ့ data ဆိုရင်တော့လုံးဝကိုမှအယူမှုဖြစ်နေပါတယ်။ဒါကိုဘယ်လို့မှထိန်ချုပ်လို့မရပဲနဲ့သူမတည်ဆုံသွားတဲ့အထိကိုဒီတိုင်းကိုမှရှိနေမှလို့ပြောလိုက်တာကြောင့်ရှီကာမာရူကလည်းဒါဆိုရင်လွယ်ပါတယ်ဆိုကတက်ဖြစ်ဖို့အတွက်ကိုမှကိုယ်တိုင်ထုတ်လိုက်ပေမဲ့သူကိုယ်တိုင်မလုပ်နိုင်ဘူးဖြစ်နေခဲ့ပါတယ်။ဒေတာကလည်းသူမကိုတက်ဖို့လုံးနေပေမဲ့လို့နည်းနည်းလေးတော့မှဂယူးမဆိုင်ပဲနဲ့ကိုအရန်တွန်းအားမပေးဖို့တော့မှရှီကာမာရူကိုပြောနေခဲ့ပါတယ်။အခုကတော့မြန်မာစာမန်ကာကိုဖတ်ပြပေးနေတာကြောင့်ရှင်းပြရခက်ပေမဲ့လို့အင်္ဂလိပ် translation မှာတော့အေးဒါရဲ့အသုံးနှုန်းတွေကအရန်ကိုမှနှွှဲနှောင်းပြီးတော့ရှီကာမာရူကိုတော့မှရှီကာဒီယာအခြေကလေးရှီကာလူတော်မှခေါ်ရပဲဖြစ်ပါတယ်။ဒီလိုနဲ့တက်ဖို့အတွက်ကိုတော့မှအများကြီးကိုစူးစမ်းပေမဲ့ရှီကာမာရူမလုံးနိုင်ပဲနဲ့အရှုံးပေးလိုက်ရပြီပဲဖြစ်ပါတယ်။တကယ်တော့သူ့ရဲ့တွင်းစိတ်ထဲမှာတင်အေးဒါကိုချစ်မိနေပြီဖြစ်ပေမဲ့ရအောင်လို့တော်လန်နေတာပဲဖြစ်ပါတယ်။အယုံမှုဖြစ်မသွားတာလေးကလွယ်ရင်ရှီကာမာရူကလည်းညှို့ယူခံနေရပြီဖြစ်ပါတယ်။လုံဝကမှသွားပြီလို့ထင်နေတဲ့အချိန်မှာအကြာကြီးကမှငြိမ်နေရတဲ့ကုတ်ကလည်းထလာပြီးတော့အာမတိုကိုဖန်လိုက်ပါတယ်။ကျန်တဲ့သူတွေအကုန်လုံးကလည်းအေးဒါနဲ့တွေကိုမှလှုပ်ရှားလို့မရတော့တာကြောင့်အာမတိုကိုနှိပ်စက်ပြီးတော့ကုတ်ကလည်းသူ့ရဲ့ limiter တွေကိုဖြုတ်ခိုင်းလိုက်ပါတယ်။ရှီကာမာရူကလည်းအာမတိုကနှိပ်စက်မယ်ဆိုရင်လှုပ်ပေးမယ်ဆိုတာကိုအရင်ကတည်းကသူကိုယ်တိုင်ပြောထားတာရှိတယ်ဆိုတာကိုနားလည်နေတာကြောင့်ဘာမှမတက်နိုင်တော့ပါဘူး။ဒါကြောင့်နီလန်းလည်းမရှိတော့ဘူးဖြစ်နေတာကြောင့်ရှီကာမာရူကလည်းအေးဒါကိုဘာလို့ရွာနဲ့ရန်ညိုးမရှိဘဲနဲ့အခုလိုမျိုးလှုပ်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အေးဒါကလည်းသူမကအခုလိုမျိုးကိုညီနေရတယ်ဆိုတာကကုန်းနဲ့မသက်ဆိုင်ပဲတခြားကိစ္စတွေရှိတယ်ဆိုပြီးတော့ရှီကာလေးကိုတော့ပြောပြမယ်လို့ဆိုလိုက်ခဲ့ပါတယ်။နောက်ပြီးတော့သူမကလည်းကာဝါကီကိုချစ်နေတာလို့ဝန်ခံလိုက်ပြီးတော့သူမကိုယ်တိုင်ပြန်ရှက်နေပါတယ်။အားလုံးကလည်းမထင်မှတ်ထားတဲ့အပြင်ကိုမှအံ့ဩသွားခဲ့ရပြီးတော့ရှီကာမာရူကတော့ဒီကိစ္စကနေပြီးတော့အစီအစဉ်တစ်ခုချက်ချင်းပဲကိုပြောင်းလဲလိုက်ပါတယ်။သူတို့ရှိနေတဲ့အခန်းရဲ့လှုပ်ဝက်နံပါတ်ကိုချက်ချင်းပြောင်းခိုင်းလိုက်ပြီးတော့အင်ဒိုကိုအစီအစဉ်ပြောင်းသွားပြီဖြစ်တာကြောင့်အကူအညီဖြစ်လာနေကြတဲ့နာရူတိုတို့ကိုမလာအောင်လို့တားထားပေးဖို့အတွက်ကိုမှတားဆိုလိုက်ပါတယ်။အင်ဒိုကတော့လက်မခံနိုင်ဖြစ်နေတာကြောင့်သူ့ကိုယုံဖို့နဲ့နာရူတိုတို့ရောက်လာမယ်ဆိုရင်လည်းအနိုင်ရမယ်လို့အာမခံချက်မရှိတာကြောင့်သူ့ရဲ့အစီအစဉ်တိုင်းပဲဆက်လုပ်နေခဲ့ပါတယ်။ချက်ချင်းပဲအေးဒါကိုဒီလိုဆိုရင်ကိုနိုဟာရွာဘက်ကိုလာပြီးတော့ပူပေါင်းပါမလားဆိုပြီးတော့မေးလိုက်တော့ဒီလိုမျိုးလုပ်မယ်ဆိုရင်နင်ကကာဝါကီနဲ့နီးစပ်နိုင်မယ်ဆိုတာကိုအပေးယူလုပ်လိုက်ခဲ့ပါတယ်။ဒီလိုမျိုးကမ်းလှမ်းမှုကြောင့်ပဲအားလုံးကလည်းအံ့ဩသွားရပြီးတော့ကိုကတော့ surprise motherfucker ဖြစ်သွားပုံပါပဲ။နောက်နေ့မှဘာတွေများဆက်ဖြစ်မလဲဆိုတာကိုကြည့်ကြည့်ရအောင်ဗျာ။ဒီကြားထဲမှာဇလန်အတွက်လိုအပ်မဲ့ကိစ္စတချို့ကိုဗီဒီယိုအနေနဲ့ကိုတင်ပေးစရာရှိသေးတာကြောင့်ဒါကိုလေးစောင့်ကြည့်ပေးကြပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြရအောင်။